အားလုံးပဲမင်္ဂလာပါဗျာကိုစောကြီးဆော့ channel အားလုံးနှွေးထွေးစာကြိုဆိုပါရစေကျောင်းငယ်ကျောင်းမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာကဲဒီ file တော့ကျွန်တော် final 3ပွဲနဲ့ပေါ့ဗျာအီတလီပွဲစဉ်2ပွဲအီတလီပွဲစဉ်2ပွဲတော့အချမ်းမြင့်ပဲပြောပြပေးသွားမှာဖြစ်ပါတယ် final 3ပွဲတော့ကျွန်တော်အကောင်းဆုံးပေါ့ဗျာချင်းကပ်ပြောဆိုပေးသွားမှာဖြစ်ပါတယ်ဗျာsoftware တွေဖြစ်တဲ့ကျွန်တော်တို့ Sheffield United နဲ့ Sunderland တို့ပွဲစဉ်ကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဗျာဒီပွဲစဉ်ကကျွန်တော်ဂျာဝင်ဖြစ်တဲ့ကျွန်တော်ဝင်ပါလိမ့်မှာပဲကံမှာဖြစ်ပါတယ်ဒီနှစ်သင်းကကျွန်တော်တို့ထိပ်တွေ့ဆုံမှုဟာဒီအရာကြည့်ပဲဆိုရင်ဒီနှစ်သင်းက Sheffield United ကတော့အသာရနေတွေ့ရတယ်9ချိန်နိုင်ပြီးတော့3ချိန်ကတော့ Sunderland အနိုင်ရရှိထားတာတွေ့ရပါတယ်ဗျာဒီနေ့ကကျွန်တော်ချန်ပီယံ8မှာအိမ်ဝင်ဝဲဝင်တွေ့ဆုံပြီးသွားဖြစ်ပါတယ်အိမ်ဝင်မှာ Sheffield United ကအိမ်ဝင်မှာနိုင်ပြီးတော့ Sunderland ကလည်း Sunderland ကွင်းမှာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဗျာဒါတော့ကြောင့်ဒီနေ့ပွဲစဉ်ပေါ့ဗျာအချိန်နဲ့ရှိလာမဲ့ပွဲစဉ်တစ်ပွဲပါဖွင့်ထားတဲ့ခြေတန်းတွေရကြည့်မယ်ဆိုရင်ခြေတန်းကတော့ကျွန်တော် level 5မှုရှုံးဖွင့်လှစ်ထားတယ်နှလုံးတည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့Sheffield United အကြီးอ่ะကျွန်တော် level 20လောက်ပဲရှိတော့တာတွေ့ရပါတယ်ဗျာတော်တော်လေးကြီးကျသွားတာဖြစ်ပါတယ်ကိုပေါင်းစီကတော့ဒီတိုင်းပဲပေါ့ဗျာညီသက်နေတာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဒီပွဲစဉ်ကကျွန်တော် final ဖြစ်တာလဲအညီပေါ့ဗျာဒီပွဲစဉ်ကကျွန်တော်တို့ဂိုးနှင်းသွားဖို့ရခိုင်နှုန်းတော်တော်လေးများတာဖြစ်ပါတယ်ဗျာနောက်တစ်ချက်ကျွန်တော်ပေးထားတဲ့ခြေတန်းရတယ်တော်တော်လေးပြော့တာလည်းပါပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တည်ကြဖို့ရခိုင်နှုန်းများပါတယ်1-1ပေါ့ဗျာ1-1ကတော့ကျွန်တော်တို့အမျှဆုံးဖြစ်မယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာ6ပေါင်အောက်ကိုကျွန်တော်ကြိုက်ပါတယ် body ဆိုရင်တော့ကျွန်တော် Sunderland body လေးတော့သဘောကျပါတယ်ဗျာနောက်တစ်ပွဲစဉ်ကတော့ကျွန်တော်တို့ German Poker Final ဖြစ်တဲ့ Bielefeld နဲ့ကျွန်တော် Stuttgart ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ Stuttgart ဟာကြီးတော်တော်လေးပြင်းပြင်းရှက်ရှက်ပေးလာတာဖြစ်ပါတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်130ရှုံးပေးလာတယ်ကိုပေါင်းစီက3လုံးတည်ပေးလာတာဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့မြန်မာစံတော်ကြီးတနာရီခွဲလောက်မှာပါနေ့လယ်တနာရီခွဲလောက်မှာ1-5မှုရှုံးတိဖွင့်လှစ်လာတာဖြစ်ပါတယ်ကိုပေါင်းစီကတော့ဒီတိုင်းပဲငြိမ်သက်နေတာတွေ့ရပါတယ်ဗျာဘော်ဒီသေးတော်တော်လေးတက်လာတာဖြစ်ပါတယ်ဗျာဘီလီဖီရဲ့အခြေအနေကိုကြည့်ရမယ်ဆိုရင်တော့ဘီလီဖီဟာ League 3မှာကျွန်တော်တို့နံပါတ်1နဲ့ League 2ကိုတက်ရောက်သွားပြီဖြစ်ပါတယ်ဗျာဒီချက်တွေကြောင့်ကျွန်တော်တို့ဒီပွဲဘီလီဖီကလည်းတော်တော်လေးရှေ့သွားပိုင်းတော့အတက်ပိုင်းတွေတော့ရောက်တယ်ဒါပေမဲ့ကျွန်တော်တို့ Stuttgart လို့ကျွန်တော်အသင်းကြီးကိုရှင်နိုင်ဖို့တော့တော်တော်လေးတော့ခတ်မယ်လို့ပဲယူဆပါတယ်ဘီလီဖီကသူဖြတ်တန်းလာတဲ့ပုံစံလေးတွေကျွန်တော်ကြည့်မယ်ဆိုရင်အသင်းကြီးတွေကိုပဲဖြုတ်လာတာကျွန်တော်တွေ့ရပါတယ်ဒီပိုကယ်ဖလားမှာပေါ့ဗျာ round 2မှာဆိုရင်တော့ Union Berlin ကိုကျွန်တော်တို့အနိုင်ရရှိပြီးတော့ 2-0 နဲ့နိုင်ပြီးတော့တက်လာတယ် round 16မှာဆိုတော့ Freiburg ကိုကျွန်တော် 3-1 နဲ့နိုင်ပြီးတော့တက်လာတာဖြစ်ပါတယ် quarter မှာဆိုရင်တော့ Werder Bremen ကို 2-1 နဲ့အနိုင်ရရှိပြီးတော့တက်လာတာဖြစ်ပါတယ် semi final မှာဆိုရင်တော့ Leverkusen ကို 2-1 နဲ့နိုင်ပြီးတော့တက်လာတာဖြစ်ပါတယ်ဗျာတော်လေးအောင်မှာအခြေသွမ်းပိုင်းကောင်းကောင်းမွန်မွန်နဲ့တက်ရောက်လာတာဖြစ်ပါတယ်ဗျာတစ်ဖက်ကျွန်တော် Stuttgart ကိုပြောမယ်ဆိုရင် Stuttgart ဟာဒီပွဲနိုင်မှဖြစ်မှာပါဒါကြောင့်လည်းကျွန်တော်1-5မှုရှုံးပေါ့ဗျာဒီ final မှာ1-5မှုရှုံးပေးတယ်တော်တော်လေးပြင်းပါတယ်ဒါကလည်းဂျာမနီပွဲစဉ်တွေကြောင့်လည်းပါလိမ့်မယ်ကိုပေါင်းစီလည်းတော်တော်လေးပြင်းပြင်းရှရှဖွင့်လှစ်ထားတာဖြစ်ပါတယ်ဗျာStuttgartကျွန်တော်တို့တက်ရောက်လာတဲ့ပုံစံလေးတွေကြည့်မှဆိုတော့ round 2 round 16မှာတော့ကျွန်တော်တို့အသင်းငယ်လေးတွေနဲ့ကန်လာပြီးတော့ quarter final မှာ Augsburg ကို 1-0 နဲ့နိုင်ပြီးတော့တက်လာပါတယ် semi final မှာဆိုတော့ Leipzig ကိုကျွန်တော် 3-1 နဲ့အနိုင်ရရှိပြီးတော့တက်လာတာဖြစ်ပါတယ် quarter final တွေကနှစ်သင်းလုံးကတော့တော်တော်လေးခြေစွမ်းပိုင်းတော့အကောင်းအတက်ပိုင်းပေါ့ဗျာရောင်းနေတာတွေ့ရပါတယ်ဗျာဟာဒီရရကြည့်မယ်ဆိုရင်ဒီနှစ်သင်းဟာကျွန်တော်နောက်ဆုံးပြိုင်ပွဲဆုံး10ချိန်မှာဆိုတော့ Stuttgart က9ချိန်နိုင်ပြီးတော့2ချိန်တည်ကြတယ်ဘီလီဖီက3ချိန်အနိုင်ရရှိထားတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့ဗျာကျွန်တော်6ပေါင်းစီကျွန်တော်3လုံးတည်ဖြစ်လာတဲ့အနေအထားတွေကြည့်မယ်ဆိုရင်ဒီနှစ်သင်းဟာကျွန်တော်တို့ဖွင့်တိုင်းဖွင့်ကန်လာမဲ့ပုံစံလေးမှရှိပါတယ်ဘီလီဖီကလည်းခြေသွမ်းပိုင်းတော်လေးကောင်းတဲ့ဘီလီဖီဖြစ်တာကြောင့်ပေါ့ဗျာဒီနေ့ပွဲစဉ်ကျွန်တော်6ပေါင်းအပေါ်ကြိုက်ပါတယ်ဗျာbody ရေးပါဆိုရင်တော့ body ပါဆိုရင်တော့1-5မှုရှုံးအနေထားတွေကဒီနေ့ပွဲစဉ် Stuttgart body လည်းကောင်းပါတယ်ဗျာဒီပွဲစဉ်ဟာကြည့်ရမယ်ဆိုရင်တော့ရေကုန်ရေကန်းထုတ်ကန်သွားမယ်ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်ဒီပွဲစဉ်ဒါကြောင့်ဒီနေ့ပွဲစဉ်ကျွန်တော်တို့ဇုံပေါ်ကောင်းအောင်ဖြစ်ပါတယ်ဒီနှစ်ကြောင်းနဲ့တစ်ကြောင်းရွေးပါဆိုတော့ကျွန်တော်6ပေါင်းအပေါ်တစ်ကြောင်းလေးကိုကြိုက်ပါတယ်ဗျာနောက်တစ်ပွဲစဉ်ကတော့ကျွန်တော်ပြင်သစ်ဖလားပေါ့ဗျာ final မှာဆိုရင်ကျွန်တော် Reims နဲ့ PSG တို့တွေ့ဆုံနေတာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ PSG ဟာတော်တော်လေးပြေးကြေးပေါ့ဗျာပြင်းပြင်းရှက်ရှက်ပေးလာတာဖြစ်ပါတယ်1ရှုံးလောက်ကနေပြီးတော့အခုချိန်မှာဆိုတော့နှလုံး5မှုရှုံးလောက်ထိတက်လာတာဖြစ်ပါတယ်ဗျာကိုပေါင်းစီကတော့ကျွန်တော်3လုံး90ရှုံးကနေပြီးတော့အခုချိန်မှာဆိုတော့
ကိုပေါင်းစီ3လုံး80ရှုံးလောက်ထိတော့ကျလာတာတွေ့ရပါတယ်ဘော်ဒီစီကတော့မြင့်တက်လာပြီးကိုပေါင်းစီလေးတော့အနည်းငယ်ကျရသွားတာဖြစ်ပါတယ်ဗျာဒီနေ့တင်ကျွန်တော်ထိတဲ့တွဲဆမှုဟာတွေရကြည့်မယ်ဆိုရင် PSG က9ချိန်တိုင်း9ချိန်တည်ကြကြတယ်ဖြစ်ပါတယ်ဒီနေ့တင်ကကျွန်တော်တို့သူရဲ့လီဖလားမှာ2ချိန်ပေါ့ဗျာတွေးဆုံပြီးသွားပါပြီ2ချိန်လုံးမှာတည်ကြခဲ့တာဖြစ်ပါတယ်အဲ့ဒီ2ချိန်လုံးမှာပေးထားတဲ့ခြေတန်းတွေရကြည့်မယ်ဆိုရင်ဒီနေ့ပေးထားတဲ့ခြေတန်းရတော်တော်လေးကွာခြားတာတွေ့ရပါတယ် final ကြီးမှာ PSG ကနှလုံးငါးမှုထိပြင်းပြင်းရှပေးလာတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကကျွန်တော် PSG မှာ PSG ပဲရရမှာဖြစ်ပါတယ် Reims ကကျွန်တော်တို့လီမှာကျွန်တော်အဆင့်16ပဲရခဲ့တဲ့ကြောင့်သူဟာ play off ပေါ့ဗျာအဆင့်ကျွန်တော်လီ2က match ဆိုတဲ့အသင်းနဲ့ကျွန်တော် play off ကန်နေရတာဖြစ်ပါတယ်ဒီကြားထဲမှာကန်သွားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကမှကြာသပတေးနေ့မနက်ကမှကန်သွားတာဖြစ်ပါတယ်1-1နဲ့တည်ကြခဲ့တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် Reims နေနဲ့တော်တော်လေးပွဲပန်းနေမဲ့ပုံစံလေးမှရှိပါတယ်ဒီ final ဖလားဟာလည်းပြောရမယ်ဆိုတော့ Reims အတွက်တော့အရေးမကြီးဘူးလို့ပဲကျွန်တော်ယူဆပါတယ်တန်းတင်ကြံရက်ဖို့ပဲအရေးကြီး Q decide ပေါ့ဗျာဆော့လာမဲ့ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်ဗျာဒါကြောင့်လည်းကျွန်တော်ခြေတန်းရတော်လေးပြင်းပြင်းပေးလာတယ်လို့ပဲယူဆပါတယ်ဘလို့မှလည်းရှင်းနိုင်စရာလည်းမရှိပါဘူးဗျာဒါပေမဲ့ကျွန်တော်ပထမကျွန်တော်အရှိရပြောသလိုပဲဒီနှစ်သင်းကကျွန်တော်လီပလာပွဲမှာ2ချိန်တွေ့ထားတယ်1-1ဆိုပြီးတော့2ချိန်တည်ကြခဲ့တာဖြစ်ပါတယ်အဲ့ဒီချက်လေးတော့သတိထားရမှာဖြစ်ပါတယ်ဒါအောင်မှခြေတန်းရဒီနေ့ပွဲစဉ်မှာတော်တော်လေးပြင်းပြင်းပေးလာတဲ့ပုံစံအရကြည့်မယ်ဆိုရင်ဒီပွဲစဉ်ဟာ PSG body မှ PSG body ပါဗျာကိုပေါင်းစီရကျွန်တော်380ရှုံးအနေထားမှာဆိုရင်တော့ body စီးနဲ့ကိုပေါင်းစီမမျှတာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်ပေါ့ဗျာ PSG ဟာနိုင်ခဲ့ရင်ကျွန်တော်3-0အဲ့လိုမျိုးပဲဖြစ်သွားမဲ့ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်ဗျာအောက်ထစ်ကျွန်တော်2-0ကတော့ကြည့်ရမှာပါ9မှုလောက်တော့ရင်းရမယ်ပွဲစဉ်လို့ပဲပြောပြရစီဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာ PSG body ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ကိုပေါင်းလေးကတော့အနေနဲ့တော့ race ရှိပါတယ်ဘာလို့ဆိုတော့ PSG တသင်းနဲ့ရပဲတွင်းလာမှာဖြစ်တဲ့အတွက်ကြောင့်ကိုပေါင်းဆိုရင်တော့အပေါ်ကတော့ကျွန်တော်တို့တော်တော်လေး race များတယ်လို့ပဲယူဆပါတယ်3-0နဲ့တော့ပြီးသွားမယ်ဆိုရင်ဒီပွဲစဉ်ဟာကျွန်တော်တို့ကိုပေါင်းအောက်စားသွားမယ့်ပုံစံလေးမှရှိပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်ကိုကိုပေါင်းအောက်ကိုရွေးချယ်ပေးလိုက်ပါတယ်ဗျာနှစ်ကြောင်းနဲ့တစ်ကြောင်းရွေးပါဆိုရင်ကျွန်တော် PSG body ကိုကြိုက်ပါတယ်ဗျာကဲဒါတော့ကျွန်တော်တို့ဖလားပွဲပေါ့ဗျာ၃ပွဲကျွန်တော်တင်ဆက်ပြောဆိုပြီးသွားဖြစ်ပါတယ်အီဂျီပွဲစဉ်နှစ်ပွဲဖြစ်တဲ့ကျွန်တော်ဘောလောနာနဲ့ဂီရိုနာပွဲစဉ်မှာဆိုတော့ဘောလောနာဟာ120ရှုံးပေးလာတယ်ကိုပေါင်းစီရ3လုံး5မှုအနိုင်ပေးလာတာဖြစ်ပါတယ်ဗျာတော်တော်လေးကိုပြင်းရှားတဲ့ဂျီးလို့ပဲကျွန်တော်တို့ယူဆပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပထမကျွတ်မှာဆိုတော့ level ပြရှုံးပဲကျွန်တော်ဖွင့်သွားတာဖြစ်ပါတယ်ဗျာဒါအောင်မှကျွန်တော်120ရှုံးထိဖွင့်လက်ထားတဲ့ဂျီတန်ရဒီပွဲစဉ်ကကျွန်တော်အိမ်ဝင်းမှာဖြော်ပြမှုဆန်ဆန်ပေါ့ဗျာနောက်ဆုံးပွဲစဉ်လည်းဖြစ်တာကြောင့်ဘူလောနာဒီနေ့ရာသီမှာဆိုရင်တော့ယူရိုပါလိပဲကန်ရဖို့ရာခိုင်နှုန်းများသွားပြီဖြစ်ပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့အိမ်ဝင်းမှာအနိုင်ရအောင်ကန်လာမယ်လို့ပဲယူဆပါတယ်ဟတ်တူရတွေရတော့ကြည့်မယ်ဆိုရင်တော့တည်ကြတာတော်တော်လေးများတာတွေ့ရပါတယ်တစ်ချိန်နိုင်ပြီးတော့ဘူလောနာတစ်ချိန်ပဲနိုင်ပြီးတော့9ချိန်ထိတည်ကြတယ်4ချိန်ကကျွန်တော်ဂျီနိုကအနိုင်ရရှိထားတဲ့အတွက်ကြောင့်ပေါ့ဗျာဂျီတန်ရလည်းတော်တော်လေးပြင်းပြင်းပေးလာတယ်ဟတ်တူရတွေရမှာလည်းအသာမရခဲ့တဲ့ဟာအောင်မှ120ရှုံးထိပေးလာတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကတော့ကျွန်တော်ဘူလောနာ body ကြိုက်ပါတယ်ဗျာကိုပေါင်းကတော့ကိုပေါင်းအပေါ်ပါဗျာနောက်တော့ကျွန်တော် AC နဲ့မွန်ဇာပေါ့ဗျာ AC ရလည်းမျောလင်းချက်ရေးလေးတော့ရှိနေတဲ့ပုံစံလေးမှာတော့ရှိတယ်ဒီပွဲစဉ်ကလည်းမွန်ဇာကတော့ကျွန်တော်တန်းဆင်းသွားပြီဖြစ်တဲ့ကြောင့်မွန်ဇာကတော့ပေါ်ပေါ်ကန်လာမှာဖြစ်ပါတယ် AC မီလန်ကလည်းဒီလိုပါပဲခြေသွမ်းပိုင်းအတက်ပိုင်းတော့ရောက်နေတယ်ဒါပေမဲ့ကျွန်တော်နှစ်ပွဲဆက်တိုက်တော့ရှုံးနေသွားပြီအီတလီကျွန်တော်တို့အီတာလီကကပ်မှာလည်းရှုံးနေသွားသလိုပြီးခဲ့တဲ့ပွဲရိုးမားနဲ့ပွဲမှာဆိုလည်း3-1နဲ့ရှုံးနေသွားတဲ့အတွက်ကြောင့်ဒီပွဲစဉ်ဟာကျွန်တော်တို့ AC မီလန်ပေါ့ဗျာကစားမယ်ပွဲစဉ်လိုပဲကျွန်တော်ယူဆပါတယ် AC မီလန်နေပေးထားတဲ့ခြေတန်းရနှလုံး20အနိုင်တော်တော်လေးကြီးပြင်းပါတယ်3လုံးရှုံးပေးလာတဲ့အတွက်ကြောင့်ဒီပွဲစဉ်ဟာကိုမျိုးကိုမြိုင်ဖြစ်လာမယ်ပွဲစဉ်လိုပဲယူဆပါတယ်ဗျာမနေ့ကကျွန်တော်တို့ပွဲစဉ်နဲ့တော်လေးတော့စင်တူယိုမားလေးရှိပါတယ်နာပိုလီပွဲစဉ်လိုပေါ့ဗျာနာပိုလီကိုပေါင်းစီတော့ကွာတာတွေ့ရပါတယ်ဒါသတိထားရမယ့်ချက်ပါအဲကြောင့်ဒီနေ့ပွဲစဉ်မှာ AC မီလန်ကိုပြက်ချစ်ပြက်အနိုင်ရရှိသွားမယ်လို့ပဲကျွန်တော်တော့ယူဆပါတယ်ဗျာ AC မီလန် body နဲ့ကိုပေါင်းအပေါ်ပါဗျာဒီနှစ်ကြောင်းနဲ့တစ်ကြောင်းကိုရွေးပါဆိုရင်ကျွန်တော် AC မီလန် body ပဲရွေးချယ်ပေးလိုက်ပါတယ်ဗျာကဲဒါတော့ကျွန်တော်ဒီနေ့ပေါ့ဗျာဖလားပွဲ3ပွဲအပါဝင်မှနှစ်ပွဲ HD နှစ်ပွဲပါသုံးသက်ပြီးတော့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်သုံးသပ်ရဗီဒီယိုကြိုက်တဲ့ဆိုရင် like subscribe follow လုပ်ပြီးတော့အားပေးသွားကြပါလို့ကျွန်တော်ပြောပြစီဗျာကျွန်တော်တကယ်ချင်းလည်းပေါင်းပြကြပါစေမြန်မာပြည်လည်းအေးချမ်းပါစေဗျာ